Hello ဒီနေ့တော့ Messenger အထီကိုယ်တိုင်လာပြီးတော့ဖတ်အံကိုလွမ်းအောင်လုပ်သွားတဲ့တငယ်ချင်းမတွေကြောင့်ဒီဗီဒီယိုကို edit လုပ်ဖြစ်ပါတယ်ရှင်တောင်းဝိုင်းတက်ပါတော့မယ်sunrise နော် sunrise ကြည့်ဖို့အတွက်တောင်းဝိုင်းကိုတက်ပါတော့မယ်9 နိုင်နော်9 နိုင်မနက်အစောကြီးထားရမှာပြင်းတဲ့ကျမကခရီးသွားရမယ်ဆိုရင်အရန်တက်ကြွပါတယ်အဲ့ဒါကမနက်9 နာရီစပြီးတော့တက်တာပေါ့နော်လမ်းကတော့မီးမရှိဘူးဖုံးမီထိုးပြီးတော့တက်ရပါတယ်အဖေကောင်းကောင်းလေးနဲ့တက်ရင်ပို့ပြီးတော့အဆင်ပြေမှာပါsunrise မီအောင်ဇောနဲ့တက်သွားပြီးတော့အပေါ်ရောက်တော့အရန်မောဟိုက်နေတဲ့လေတံပေါ့နော်ဒါပေမဲ့ view တွေကိုမြင်လိုက်ရတော့အရန်ကိုပဲအမောပြပါတယ်ပေါ့နော်သူတို့တွေကျင်ညာတယ်လို့မိုးရသည်မှာတက်တာတော့မလှပြီနဲ့တကယ်ကိုရင်သက်ရှူမောလောက်စရာအလှအပတွေကိုတွေ့ခဲ့ရတာပါသွားရတာအရန်တန်တော့ပင်မရတာအရန်တန်တော့ပါရှင်ဖတ်အံရောက်ရင်နေထွက်ချိန်ကိုတောင်ဝိုင်းဘော်ကနေကြည့်ပြီးတော့နေဝင်ချိန်ကိုကြာအင်းတောင်ဘော်ကနေကြည့်ပြစ်အောင်ကြည့်ခဲ့ကြဖို့တိုက်တွန်းချင်ပါတယ်အရန်လှတော့အရန်မြင့်မြတ်နိုင်တော့အမတ်တရားတွေရသွားမယ်လို့အာမခံနိုင်ပါတယ်ရှင်တက်တာကတော့တငယ်ချင်းကိုနှိပ်စက်ပြီးအရန်ပျော်နေတဲ့ကျမပါနောက်ဆုံးတော့အရန်ရောက်ချင်နေတဲ့တောင်ဝိုင်းကိုရောက်ခဲ့ပါပြီsunrise ကနေပြီးတော့ sunset အချိန်ကျမှရောက်လာတဲ့အတွက် sunrise မြင်အောင်ဆိုပြီးတော့တက်လာတော့ sunset တော့မယ်သူတို့ရောက်လာတကယ်တော့အဲ့ဒီကောင်လေးကပေါ့နော်မနေ့ကတွေးလှူထားပေမဲ့မိန်းကလေး3ယောက်တည်းရဲ့ဖော်မရှိဘူးဆိုပြီးတော့သူလိုက်လာပေးတာပေါ့နော်အဲ့ဒါကြောင့်အရန်မောနေတာပါကရင်မှာဘဲတောင်ပေါ်ပဲတက်အဲ့ကရင်အလံတောင်ထိပ်မှာရှိတဲ့ကရင်အလံနဲ့အမှတ်တရတပ်ပုံရိုက်ရတာလေလုံးဝ perfect ကင်မရာကိုကောင်းကောင်းမရိုက်တတ်တဲ့သူတွေမလို့အပြင်မှာမြင်နေရတဲ့ရင်သက်ရှူမောပဲရှူခင်းတွေကိုဖုန်းထဲမှာလှအောင်ရိုက်မပြနိုင်တာခွင့်လွတ်ပါတစ်ခေါက်လောက်တော့ဖတ်အံကိုရောက်ရင်တောင်ဝိုင်းကိုတက်ပြအောင်တက်ခဲ့ဖို့အကြံပေးချင်ပါတယ်ဘလော့ဂါတွေညွှန်းထားသလိုမျိုးမိုးရသည်မှာတောင်ဝိုင်းကအလှဆုံးပဲဆိုတာလည်းအမှန်ပဲဖြစ်မှာပါအဲ့ဒါကြောင့်ဖြစ်ကြီးကောင်းသွားတဲ့အချိန်မှာတောင်ဝိုင်းကိုမိုးရသည်မှာတစ်ခါလောက်ရအောင်သွားတက်ကြပါဖတ်အံကမိုးရသည်မှာအလှဆုံးပဲလို့ဖတ်အံသူတွေကအရန်ကြွားပါတယ်တက်လာတဲ့ခြေလမ်းနဲ့ပြန်ဆင်းတဲ့ခြေလမ်းကမတူတော့ပါဘူးတွန့်လင်နဲ့ဆင်းနေရပါပြီတောင်တက်တဲ့သူတိုင်းခံစားဘူးမှာပဲပေါ့နော်အဲ့ဒီခံစားချက်အဲ့ဒီလှပတဲ့ရှူခင်းတွေကိုထားမခဲ့ခြင်းနဲ့ခံစားချက်ပေါ့နော်ကြောက်သားမငီမညာနဲ့ကြောက်လေကလေးတွေကိုဆင်းရပါတယ်တက်ရပါတယ်တက်လန်းလုံးဒီလိုလေကလေးတွေကြည့်ပါပဲsunrise မီအောင်ဆိုပြီးတော့ဖုံးမီလေးထိုးပြီးတော့ဇောနဲ့တက်လာတာအပြန်ကြမှာလမ်းကဒီလောက်ဆိုပါလားလို့တွေ့တော့လေတော်အချိန်ထိန်းပြီးဆင်းနေရတယ်အဲ့ဒါလားချော်လဲပြီကြောက်ပါတော့ငယ်ချင်းတွေအားလုံးထဲမှာဒီတငယ်ချင်းကကျမပေါ်မှာအသီးခံဆုံးအနော်နာခံဆုံးတငယ်ချင်းပေါ့နော်အဲ့လိုတနခါလင်းပင်နေရင်သားနဲ့ပခုတ်ကိုသွားတော့အတီးကိုရှင်ဖျားမှာတနခါလင်းပေးတာတွေကိုလည်းအမှတ်ရမိပါတယ်အစင်းကိုစတူဒီတာမကြွေးသေးတော့အတင်းကိုပဲကြွေးခိုင်းပြီးတော့ကိုယ့်ဘာကိုခုခံစားနေတယ်ကိုယ့်ဘာကိုခုခံစားနေတဲ့အဖွဲပါဒါထိတ်ဆုံးကခေါင်းဆောင်ကြီးအမအပေါ်ဆုံးကစတူဒီတာကျွေးတဲ့နေရာပါအရသာလည်းအရန်ရှိပါတယ်အဲ့ဒါကြောင့်ရောက်လို့ရှိရင်စတူဒီတာကိုစားဖြစ်အောင်စားခဲ့ကြပါလို့ပြောချင်ပါတယ်ရှင်ဦးရပြေးလာလို့လုပ်နေတယ်တို့စတူဒီတာကြွေးရကြနေပါလေအကုန်လုံးပြောင်းစားပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အမှတ်တရအဖြစ် save တာမလို့အမလောက်ရှက်ဖြစ်သွားရင် sorry ပါခါ